ခါကပိုရာစီတောင်ဟာအရှေ့တောင်အာရှမှာအမြင့်ဆုံးတောင်ဖြစ်တဲ့အမြင့်ပေ19296ပေမြင့်တယ်။တောင်ထိပ်အထိတက်နိုင်တဲ့အဖွဲ့ကလည်းအခုချိန်ထိကိုတစ်ဖွဲ့ပဲရှိပါသေးရဲ့ရှင်။အင်ဒိုဂျီယိုင်ဟာကချင်ပြည်နယ်မွန်ကြီးမြို့နယ်မှာရှိပါတယ်။အလျား14မိုင်အနှံ9မိုင်ရှိပြီးတော့ပတ်ဝန်းကျင်မှာအင်ဒိုဂျီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော့ရှိပါတယ်။သူကနှစ်တိုင်းဖျားပွဲပြုလုပ်လေးရှိပါတယ်ရှင်။အေးအောင်ဒီကပခုတ်ကူကပခုတ်ကူနဲ့ညောင်ကိုဆက်သွယ်ထားတဲ့တရားဖြစ်ပါတယ်။ပင်မရှိက11432ပေရှိပါတယ်။အပူချိန်0 degree centigrade ထိခန့်နိုင်တဲ့တရားလေးဖြစ်ပါတယ်ရှင်။ဒိုင်မွန်အင်ယာပဲလစ်ကွန်တို့ကရန်ကုန်မြို့ပါရမီလန်းနဲ့အင်ယာကန်ရဲ့ကြားမှာရှိပါတယ်။ခန့်မှန်းအမြင့်ပေကပေ400ခန့်ရှိပြီးတော့အခန်းပေါင်း386ခန့်ရှိပါတယ်ရှင်။